အားလုံးပဲမင်္ဂလာပါဒီတကွက်ကောင်း site channel မှာကြိုဆိုပါတယ်မိတ်ဆွေတို့ကျွန်တော်10 website စနစ်လေးတစ်ခုပြပါအောင်မယ်အဲ့ဒါကကျွန်တော်မိတ်ဆွေတို့တစ်ခါပြဘူးပါတယ်သူ့အချိန်မရောက်သေးလို့ဆိုပြီးကျွန်တော်ပြတာခုမှသူ့အချိန်ရောက်လို့ပြတာဖြစ်ပါတယ်သူက85ခုနှစ်မှာတဲ့85ခုနှစ်မှာတဲ့ရှင်းနောက်ပိတ်ရယ်ကူခါရယ်3ညနောက်ပိတ်893ညခွန်မလို့သူကဗရိတ်ခွန်ကြပြီးတော့သူကဒီခါနှလုံးကိုမလို့ကိုရဲ့နက်က6-3လုံးဒီလိုဇောင်းဖြတ်ဆင်းလာဆင်းတဲ့နှစ်ထဲမှာတဲ့သူက6ဒီ6-3လုံးဖြစ်စဉ်ကြောင့်6ဇောင်းဖြစ်စဉ်ကြောင့်တဲ့သူကဘာဖြစ်တုံးဆိုတော့6ထိပ်စီ3လုံးဟောပါဦးထိပ်စီ3လုံး6ရယ်3ရယ်ခွန်ရယ်6လို့ဖြစ်တာခါ3လုံး6 4ဆိုတော့6ဖြစ်တာတထိပ်စီ3လုံး6ခါ3လုံး6နောက်ပိတ်ကတော့10ခွက်ဆွဲပေါ့နောက်တစ်ခါကျွန်တော်တို့ပဲခုနှစ်တုံးဆိုတော့ဟို2019ခုနှစ်မှာ2019ခုနှစ်မှာတဲ့6နောက်ပိတ်ရယ်6ခါရယ်5ပိတ်ရယ်665ဆိုတော့ခွန်အိုက်ခွန်အောက်မှာဗရိတ်ခွန်တဲ့ဒါခါနှလုံးက9-4-9ကြောင်မလို့သူ့ရဲ့နက်က6ခါ6ထိပ်6ခါ6ပိတ်ဆိုတောင်းပြဇောင်းပြဆင်းလိုက်တာဆင်းတဲ့နှစ်ထဲမှာတဲ့သူကခုန6ဇောင်းပြဆင်းတဲ့အတွက်ကြောင့်မလို့တဲ့ဒီမှာ2ထိပ်ရယ်5ထိပ်ရယ်9ထိပ်ရယ်6တဲ့2ခါရယ်2ခါရယ်2ခါရယ်လေ6နောက်ပိတ်ကတော့10ခွက်စီးဆွဲပေါ့ဗျာခုကျွန်တော်တို့နှစ်ပိတ်ကခွန်3ည6ခွန်3ည6နောက်တစ်ခါသူ့ဘော895အဲ့တော့9နောက်ပိတ်ရယ်3ညခါရယ်ဒီနှစ်ပိတ်ရခွန်နဲ့အဲ့ခွန်ကြောင့်မလို့ဗရိတ်ခွန်လို့ကြပြီးတော့ခါနှလုံး9ကြောင့်မလို့တဲ့9ရဲ့နက်က6ထိပ်6ခါ6ပိတ်ဆိုဒီလိုစောင်းဖြတ်ဆင်းလာဆင်းတဲ့နှစ်ထဲမှာခုနကျွန်တော်ပြောတဲ့ဒီထိပ်စီ3လုံး6ထိပ်စီ3လုံး6ဆိုတော့ကျွန်တော်တို့က3ရဲ့ခွန်ရဲ့ဒီပင်ဆိုရင်6ထိပ်ခါ3လုံး6ဆို8ခွန်6တွဲကိုနောက်စီးပြီးဆွဲရမယ်ဒီပင်ကျွန်တော်ဖမ်းထားတယ်ဘာကြောင့်လုံးဆိုတော့သူဖြစ်မဲ့နေရာမှာတဲ့ဘယ်လိုဆင်းတော့ဆိုတော့ကျွန်တော်ပြောဒီ6ထိပ်6ခါ6ပိတ်ရဲ့ဆင်းတဲ့ဘီကနေရေးမယ်ဘီကနေ1 2 3 4 5မှာ6ထိပ်စီးနဲ့ရှေးပေါင်းချင်း3နဲ့9အဲ့9ကသူ့အောက်ကနေပြီးတော့1 2 3မဲ့ရေးလိုက်တော့ထိပ်စီးရဲ့ခါရဲ့4-8ခွန်ဆိုတော့လေ9ပဲအဲ့9ကတခါဒီ3ညထိပ်ရဲ့ရှေးပေါင်းချင်း9နဲ့9အဲ့9ရဲ့ဘီကကြမှာဒီ6ဖြစ်စဉ်ဖြစ်ခဲ့တာကျွန်တော်တို့ဒုတိယအပင်မှာလဲအဲ့လိုပဲကျွန်တော်တို့6ထိပ်စီးကနေရေးမယ်1 2 3 4 5နှစ်ထဲမှာတဲ့သူအောက်မှာ6ထိပ်စီးရဲ့ရှေးပေါင်းချင်း3နဲ့9အဲ့9ကအောက်ကနေပြီး1 2 3 3ည6ဆိုတော့9အဲ့9က5 8 6ပါလေ9တဲ့ဘီကကြမှာဒီ6ဖြစ်စဉ်ဖြစ်ခဲ့တာအဲ့တော့ကျွန်တော်တို့ဒီနှစ်မှာလေတဲ့သူဖြစ်စဉ်ရှိ9နှစ်ကိုရှိမယ်တဲ့1 2 3 4 5နှစ်မှာတဲ့သူအောက်မှာသူက9 6 4 9အဲ့9အောက်ကနေရှိမယ်1 2 3 6 9 4 9အဲ့9ကတခါ3ထိပ်စီရဲ့ရှေးပေါင်းချင်း6ရ9အဲ့9ဘေးမှာဒီ6ဖြစ်စဉ်ရပါပါရဲ့တဲ့အဲ့တော့ဒီထိပ်စီ3လုံး6ဖြစ်အောင်3ရှိတယ်ခွန်ရှိတယ်6ဖြစ်အောင်6ထိပ်တခါရှိရခွန်ရ5ဖြစ်နေပြီ6ဖြစ်အောင်တက်ခါ6ထိပ်တက်ခါ6ထိပ်တက်ခါနောက်စီးဒီဆွဲပေါ့ဗျာ6တက်3ည6တက်6တက်နဲ့6တက်3 6တက်4 6တက်5 6တက်6 6တက်ခွန်6တက်8 6တက်9
အဲ့တော့ကျွန်တော်တို့မွေးကနန်းဒီ618ဆိုတဲ့မွေးကနန်းရှိရဗျာနောက်တစ်ခါ615ဆိုတဲ့မွေးကနန်းလည်းရှိတယ်ဗျာဒီ612ဆိုတဲ့ဟောလည်းပြန်ညရှိတယ်ဗျာ611ကလည်းရှိတယ်ဗျာအဲ့တော့စီဒီမောင်းလိုက်တာအကောင်းဆုံးပါပဲ610ကနေပြီးတော့619ထိစီဒီမောင်းလိုက်ပေါ့ဗျာဒီစနစ်ကလေးကိုကြိုက်တယ်ဆိုရင်တော့မိတ်ဆွေတို့ယူ3ပါမကြိုက်ဘူးဆိုရင်ကြော်သွားလိုက်ပါအဲ့တော့ကျွန်တော်ပြီးတဲ့ဘက်ကလည်းဒီ80ကျွန်တော်ကတော့အနေချင်းရလိုက်တယ်ကီးနဲ့မကြိုက်လို့ဆိုပြီးကျွန်တော်လည်း short ထိုးလိုက်တာနေမျိုးပါပဲရလိုက်တာကျွန်တော်635 break လေးကို635 536ဆိုပြီးကျွန်တော်တင်ပြီးလိုက်တာ536ရဲ့6တက်နေချင်းပြန်ချအစိုက်ထဲမှာပြန်ချစနစ်ထဲမှာ3ညကျွန်တော်တင်ပြီးတာရှိ3ညပါတယ်ကနန်းလည်းပြန်ချရမယ်ဆိုတော့သူကကိုကြိုက်တဲ့536ကိုမကြဘဲနဲ့3ညပါတယ်3ညခွန်ကနန်းပြန်ချသွားတာအဲ့တော့အခုလေကိုကီးနဲ့ချိန်ပြီးထိုးခြင်းလဲထိုးဒါမှမလွတ်တန်းတော့10ခွက်ဆွဲလိုက်တာတော့အကောင်းဆုံးပါပဲကြိုက်တဲ့လူကတော့စနစ်ကြိုက်တဲ့လူကတော့ထိုးလိုက်ပေါ့ဗျာမကြိုက်တဲ့လူကတော့ကြော်သွားလိုက်ပါကျွန်တော်ဒီ10ခွက်စနစ်လေးနဲ့မိတ်ဆွေတို့ချက်ချီပေါက်ပါစီလို့လဲဆုမကောင်းတောင်းအပ်ပါတယ်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ